လောက်လေ2000ပဲပြပါသေးတယ်ဟောဒီတဲ့ရွယ်နဲ့ဆိုင်ရဆွဲရတယ်ပင်မမှာပဲနော်ဟာဒီလိုပဲလောက်ကန်စားတော့ဟိုဘာရဘူးလေဟာအခုမှဈေးဥပါဝယ်ပြန်အန်းကြလည်းမရှိတမင်ငါပြတာပါရရတယ်မအန်းနဲ့တော့ကျေးဇူးတင်ပါတယ်ဗျာနော်အေးကျွန်တော်ချမ်းသာကြပါဟုတ်ပြီနော်အေးဩဘာအဘနဲ့တွေ့ရတယ်တော့ပဲကျွန်တော်လည်းဘာကိုပြောစရာရှိနေကျွန်တော်အုံနာကြီးပြရမယ့်ရဘာကြော်နေပြီနော်အေးဟုတ်ပါတယ်ကွာဘာလည်းသိပါတယ်နည်းနည်းစောင့်နိုင်စောင့်ပေးပါမလားကွာစောင့်နိုင်စောင့်ပြီးမလုံးနဲ့လေဘာရဲ့အဘမှလည်းဗျာသားတွေသမီးတွေအရွယ်ရောက်နေပြီဗျာမခိုင်းဘူးလားဘာအနေနဲ့ကတော့ကလေးကငယ်သေးတယ်ကွာသူတို့စိုးရိမ်နေရတာနဲ့အလုပ်ကိုလည်းမခိုင်းရပါဘူးကွာအေးမခိုင်းတာခိုင်းတာတော့ကျွန်တော်မသိဘူးဘာရဲ့ဒီတိုင်းဆိုရင်တော့ကျွန်တော်ဘေးတွေပြန်သိမ်းရတော့အဲ့လိုတော့မလုပ်ပါနဲ့ကွာအဘမှလည်းမင်းဆိုင်ကယ်လေးနဲ့ပဲစားဖို့နေဖြည့်ရှင်းနေရတာဆိုတော့လေမှန်တယ်ဘာရဲ့အဲ့ဒါကြောင့်ကျွန်တော်အဘကိုအားနာနေတာဒီလိုလို့ဘာရဲ့ကျွန်တော်အဘကိုနောက်ထပ်2ရက်လောက်ထပ်ဆောင်ပေးမယ်နော်ကျွန်တော်ရဲ့အုံနာကြီးလေးတွေအဘနောက်2ရက်လောက်နဲ့လာပေးလိုက်အဲ့လိုမှမပေးဘူးဆိုရင်တော့အားနာနာနဲ့ပဲကျွန်တော်ဘေးတွေယူသွားလိမ့်ဘာလို့ဆိုကျွန်တော်မှလည်းလာပြီးတော့ဘေးတွေငားတဲ့လူအများကြီးတယ်ပါရဲ့နော်အေးပါကွာကျေးဇူးတင်ပါတယ်2ရက်တွင်းတော့ငါစောင့်ပြီးပါနော်ဟုတ်ကဲ့ပါဘာလို့လဲကျွန်တော်အားနာတယ်နော်အဘသားသူကြီးကြီးတောင်ကြီးမတွေဖြစ်နေဟုတ်လားမြန်မြန်ရောက်ရှာပြပါမယ်ကွာနော်ဟုတ်ကဲ့ပါနောက်နေ့ဆောက်မှာနော်ဗျအေးပါဟဲ့သားဟေးလူကြီးဘာလဲဒီပြန်လာပြီဟောတင်မယ်ဟေးဒီမှာနေတော့နေဘုံမောလို့ကဲထမင်းစားပြီးတော့မှအေးစေးရေချိုးတောင်တန်းနေပြီးတော့မှအဖေကယ်ရီပြန်ထွက်ချင်တယ်ထွက်သွားလိုက်အေးပါဦးလေးဟေးဦးလေးရှိမှရှိပါမလားဟုတ်တယ်အေးရှိဘုံပဲလို့နေတာဟုတ်မိလေးလေလာမယ်နဲ့ဦးလေးတို့အားနာလို့အိမ်သားကလည်း3လတောင်ကြော်နေပြီဆိုတော့လေလာလေပြောမှအားနာလို့ဦးလေးရဲ့ဒါပေမဲ့ဦးလေးတို့လည်းအခက်အခဲလည်းနားလေတယ်ဒါပေမဲ့လည်းကြာနေပြီဆိုတော့လေအခု1လက2လသာလောက်ပြီးရစင်ပေးနိုင်မလားလို့အေးဟုတ်ပါလေကွာပြောတယ်ပြောတယ်အင်္ဂါကလည်း၄လလောက်ရှိမှပြီးတယ်ဒီလိုလုပ်ပါဘိုးလိုလည်းပဲကြဲကြဲသမီးသိတယ်2လလောက်တော့စောင့်ပြီ2လလောက်တော့ဖြစ်ဘူးလေဦးလေးအိမ်ကလည်း3လ4လလောက်ဖြစ်နေကောင်းလုံးမပေးနိုင်ဘူးဆိုရင်တော့ပဲ2လသာလောက်လေးတော့အဆင်ပြေအောင်လုပ်ပြီးတော့2လဆောင်ဖို့ကတော့အဆင်မပြေဘူးလေဒီနာကုံလောက်လေးအဆင်ပြေအောင်လုပ်ပေးနိုင်တော့ဟိုကောင်းတာပေါ့ဦးလေးဦးလေးတို့လည်းဒီမှာလည်းတရားသေးတယ်ဒီပြီးတော့လည်းဒီတခြားတော့ဆိုဟုတ်ပါတယ်ဒါကြောင့်မလို့လေသမီးကမလာတာဦးလေးတို့ကလာမလားနေမလာတာဦးလေးလာရင်ဦးလေးပဲပုံမှန်ပေးခဲ့တာဟုတ်ပါတယ်အဲ့ဒါကြောင့်မလို့လေသမီးကဦးလေးတို့လာပြောအားနာတာနောက်ဆုံးလည်းဒီလိုလုပ်တလားတော့တလားလာကုန်မို့တိတ်တော့မလို့တော့ပါဘူးရိုင်းလဲဟိုမျိုးဆိုတော့လေဦးလေးလာကုန်ရင်တော့လေနည်းနည်းအဆင်ပြေအောင်လည်းလုပ်ပေးနော်အေးပါနောက်မှအိမ်တက်မဲ့လူတွေအဆင်သင့်ရှိတယ်ဦးလေးဟုတ်ပါတယ်ဒီစကားကြီးလည်းမပြောချင်ပါဘူးနော်ဦးလေးတို့အားနာအခုလိုဆောင်ပေးတော့ပဲကျေးဇူးတင်ပါဟုတ်ကဲ့အဲ့ဒါခွင့်ပြပါအောင်နော်ဒီနောက်ကုန်ရင်အဆင်ပြေအောင်လုပ်ပေးနော်ရှာပေးပါကျေးဇူးပါကွာဟေးသမီးတို့ရမ်းခက်ခဲဖြစ်နေလေသမီးအခက်ကျတော့လို့လားမလုပ်ပါဘူးမလုပ်လို့ဆိုရင်ပါလေစားနေရ3ယောက်ကြီးရှိတယ်အဖေစံနေဘလို့လောက်ပါလဲသမီးတောက်လို့တယ်နော်ဟေးမလုပ်အောင်ဘလို့ပဲဖြစ်အဖေပဲရုံးကပြီးရှာဖွေပေးမယ်မလုပ်လို့ရမှာလေသမီးစံနေပြောလိုက်လောက်ကတိုင်းရမှာနော်ကဲဒီလိုလို့ညီမလေးလည်းစက်ယုံဆင်းကြပြီဖေးအဖေလည်းဘေးတွေမဆွဲနဲ့ဘာလဲစားရအေးဘာလဲစားဖေးရဲ့အဖေသားတော့ကိုကျွေးမွေးစောက်ရှောက်တာကငဲငယ်လေးတဲ့အဖေရဲ့သားတို့ကိုတောင်းဝင်ကြည့်ပြီအေးတောင်းဝင်မကြည့်သေးတာသားတို့ပဲအဲ့တော့အဖေရဲ့ပခုံးမှာတင်ထားတဲ့တောင်းဝင်နေမှန်သမျှဒါအကူကြီးဖားရတာဖို့လွှဲပေးလိုက်တော့တာပတ်စံရအောင်ရှာမယ်ဖေနော်ဒီစင်ဝင်တာတော့ကောင်းပါတော့ကွာငါလည်းမင်းစိတ်မချဘူးစိတ်ချစမ်းပါဖေဟာဒါအကူကြီးဖားရပါညီမလေးလည်းလှုပ်ရှားမလို့အဖေလည်းမလုပ်နဲ့တော့အေးစင်းနေပေးတော့ဗီဒီယိုတော့ပေးအဲ့ဒါတော့ဝမ်းသာတော့ကွာဟုတ်လားမင်းဗီဒီယိုမောင်းတက်ပါတယ်ဖေဟာတာတော့လိုက်မနေဘူးအေးဟုတ်ဒီကလည်းပြဆိုင်ပါအောင်လို့ဟုတ်ကဲ့ပါပဲအဲ့ဒီတော့အောင်ပဲ
ဘယ်လိုများချီးလာတာလဲကွာ ချီးစရာလားအဖေဟာ မေကိုကောင်းကောင်းကတော့လုံတော့မေ အဖေရဲ့တာတမအာဒီဝါနဲ့ရှာလာတဲ့ပတ်စံတွေပါအဖေက အဲ့ဒါအောင်နာကပေးလို့လဲရပြီအိမ်ကလည်းပေးလို့ရကိုလည်းစင်းစရာလည်းမလိုပါ ကဲရော့အဖေတာအစိုးရပြောထားပြီးသားပါဒီထန်းသားတဲ့တောင်ဝင်နေတာပေါ်လွှဲပေးလိုက်ပါလို့တာပတ်စံရောက်အောင်ရှာပါအကူကြီးပါရပါအဖေကကဲရော့ ဒါတွေအများကြီးပဲအေးကဲပစံလေးရတော့ဒီလားကပေးလိုက်အောင် နောက်မှဆိုပြန်လာတယ် ငါဘေးပဲလေးလည်းမသိ အဖေကလည်းအဖေပြီးတော့တာရောင်းခဲ့လို့အဲ့မှာ9သိန်းရတာပေါ့ခုတော့ဒီနေ့က9သိန်းလောက်ပေါက်တယ်တာတို့ကဘိုင်းနာနေဆို9သိန်းနဲ့တာရောင်းခဲ့လိုက်တာဘာကွာအဲ့ဒါပြပါပြီလေ ဟာအဲ့လိုမရောက်ပါဘူးငါချုပ်ခန်းနဲ့ရောက်တော့ဘူးကွာရောက်တော့ဘူးကွာ ပတ်စံလဲကြမရသေးတယ်